Hello အားလုံးမင်္ဂလာပါဖွေးခုပြပေးမှာကပေပလဲဆွဲတီလေးဖြစ်ပါတယ်ဒါမျိုးဖြစ်တော့ဒီလိုလေးပါရှင်ဒါလေးက9သိန်း3000ပဲကြပါမယ်เนาะဆွဲတီတီတန်း9သိန်း3000ပါဆွဲကျွတ်မပါပါဘူးเนาะဝယ်လိုက်လို့ရှင်ဒီလိုလေးဆွဲကျွတ်လေးတွေကကြတော့တနေ့တည်းဆွဲကျွတ်နဲ့တွဲဝေးလို့ရတယ်ခွေးအခုတက်ပြထားပေးတာကျွန်တော်လီကျိုးလေးပေါ့နော်ဒီဟာဆိုလို့ရှိရင်ပလဲရတီချေများတယ်အပေါ်ကခြေကောင်းမှာရွှေတလေးထူတဲ့အတွက်ကြောင့်မလို့သူကကျတော့6သိန်း2000ပါသူကဒီလိုပိုလေးပေါ့နော်လက်တိုင်မှာဝတ်လိုက်လို့ရှင်ဒီလိုလေးပါရှင့်နောက်တစ်ခုပြပေးမယ့်ဟာလေးကကျတော့သူကခြေကောင်းမှာပေါ့နော်ဒီခြေလေးမှာစိတ်လေးတစ်ပွေပါတယ်သူကကျတော့ဖေးပလဲဖြူဆွတ်ဆွတ်လေးဖြူရောင်ဖြူဆွတ်ဆွတ်လေးစိတ်ညွှန်လေးကကျတော့10သိန်းနဲ့9,000ပါဒီဆွဲကြိုးလေးနဲ့ကြိုက်တယ်ဆိုလို့ရှင်ဆွဲကြိုးလေးက4သိန်းကျော်ပဲကြာမယ်နော်ဆိုက်ကကြတော့18လက်မှာပါဒီမှာပါဒီလိုလေး7သိန်းနဲ့9,000ပဲရှိပါတယ်နောက်တစ်ခုပြပေးမှာကဖေးပလဲအဖြူရောင်ကိုမှလေးသူကလေပန်းရောင်ဖက်တန်းနေရှင်ချိန်ခေါင်လေးမှာဆိုလို့ရှင်ဒီစိတ်ချောင်းလေးတွေပါတယ်အသေးချိန်ခေါင်လေးမှာလေးစိတ်ချောင်းလေးတွေပါတယ်သူကမိုးရိပ်ဆဲပုံစံလိုမျိုးဒီမှာပါရှင်သူကကြတော့9သိန်းနဲ့2000ပါเนาะဒါလေးက9သိန်း2000ပါပပလေးတွေပြသွားတယ်เนาะနေ့စဉ်မို့တောက်ဝတ်လို့ရအောင်အတွက်လေနောက်တစ်ခုပြပေးမှာကကြတော့ဘေးရွှေရောင်ပလဲနကက်လေးပါရှင်ဒီလိုလေးเนาะဒီဟာလေးကလေနေ့စဉ်မို့တောက်ပဝတ်လို့ရတယ်စိန်နှုတ်လေးကကြတော့သူက9သိန်းခွဲပဲရှိပါတယ်ရှင်စိန်နှုတ်လေးက9သိန်းခွဲပဲရှိပါတယ်ပြီးလို့ရှင်သူကကြတော့လေနားပါတဲ့သူတွေအတွက်စင်ပြေအောင်ပြီးလို့ရှင်အရှိကိုငိုင်းမကြအောင်ဆိုပြီးတော့ဒီနောက်ပိတ်လေးကိုကြတော့ဟာကောင်းမို့ဒီလိုနောက်ပိတ်လေးနဲ့ပုံပေးထားပါတယ်เนาะအခုပြသွားတဲ့အထည်လေးတွေအကုန်လုံးကMessenger ကနေပြီးတော့ line ပေါ်ကနေလောက်ဝယ်လို့လည်းရတယ်ပြီးလို့ရှိရင်ဆိုင်မှာလာကြည့်ပြီးတော့ဝယ်လို့လည်းရပါတယ်ကျေးဇူးများတင်ပါတယ်ရှင်